โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကဒီလိုမျိုးလေးတောက်ပုံလေးတွေပေါ့နော်ပြီးတော့လို့ဆိုရင်ဒီအနောက်မှာအဝါရောင်မဟုတ်ပဲနဲ့ဒီလိုမျိုးလေးတောက်ပုံလေးတွေ feed တင်လို့ရတဲ့နေကိုကျွန်တော်ဒီနေ့တစ်ချက်လာလုပ်ပြပေးမှာပဲဖြစ်ပါတယ်ဘယ်လိုလုပ်ရမလဲဘယ်လို software ထည့်ရမလဲဆိုတော့ကျွန်တော်ဒီနေ့တစ်ချက်လာပြောပြပေးပါမယ်โอเคပထမဆုံးအောင်ကျွန်တော်တို့ပြန်သွားရမလဲဆိုတော့ Play Store ထဲကျွန်တော်တို့သွားမယ်ပေါ့နော်ဒီ official software ပါကျွန်တော်တို့ဒီ Play Store ကိုတစ်ချက်သွားပါမယ်โอเคဒီနေရာရောက်လာလို့ရှိရင်တော့ master post ဆိုပြီးတော့ရိုက်ချလိုက်ပါโอเคပါဒီမျိုး master post ရိုက်ပြီးပါလို့ရှိရင်တော့ဒီ master post တွေ့ရလိမ့်မယ်အဲ့ဒါကို install လုပ်လိုက်ပါ install လုပ်ပြီးသွားလို့ရှိရင်တော့ open ကိုတစ်ချက်နှိပ်လိုက်ပါဒီလိုမျိုးသူဝင်နေလိုက်မယ်ပေါ့နော်အဲ့ဒါကိုဒီ power editor ထဲမှာကျွန်တော်တို့တစ်ချက်ဝင်ရပါမယ်โอเคဒီနေရာရောက်လာလို့ရှိရင်တော့ဒါတော့ကျွန်တော် account ထည့်ထားတာပါโอเคဒါတော့ account ဝင်ပါမယ်ပေါ့နော် account မရှိသေးဘူးဆိုရင်တော့ဒီနာမှာဒီလိုမျိုးသူပေါ်နေလိုက်မယ်ပေါ့နော်လူတယောက်ပုံစံနဲ့သူပေါ်နေလိုက်မယ်အဲ့ဒါကိုကျွန်တော်တို့တစ်ချက်နှိပ်မယ်โอเคနှိပ်ပြီးသွားလို့ရှိရင်တော့ဒီမှာ continue with Facebook ဆိုပြီးတော့သူပြနေလိုက်မယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့တစ်ချက်နှိပ်မယ်ကျွန်တော်တို့ Facebook ဝင်လာပေးရပါမယ်ဒီမှာတစ်ချက်နှိပ်လိုက်ပါ Facebook နှိပ်လိုက်မယ်ပေါ့နော်โอเคဒါတော့ကျွန်တော်တို့ဖုန်းထဲမှာဒီ Facebook ဝင်လာလို့ရှိရင်တော့သူ auto သူသွားပြီးတယ်ပေါ့နော်โอเคပြီးသွားလို့ရှိရင်သူကဒီနေရာရောက်မယ်ပေါ့နော်ဒီနေရာရောက်လို့ရှိရင်ဒီမှာ edit ဆိုတဲ့နေရာကိုတစ်ချက်နှိပ်မယ်ဒါတော့ကျွန်တော်တို့တင်မဲ့ page ကိုကျွန်တော်တို့အမတ်ချိပေးရမယ်ပေါ့နော်โอเคကျွန်တော်ဒီ page တစ်ပတ်ကိုကျွန်တော်အမတ်ချိပေးလိုက်ပါမယ်ပြီးတော့ရင်ဒီ continue ကိုနှိပ်မယ်ပြီးတော့စင်ဒီစာလို့ပြအောင်မယ်နှိပ်မယ်ပေါ့နော်โอเคပြီးတော့စင်တော့ sys နှိပ်လိုက်မယ်โอเคပြီးတော့စင်ဒီစာလို့ပြအောင်လေးကိုနှိပ်မယ်အဲ့ဒါဆိုရင်တော့ဒီမျိုးသူပုံနေလိုက်မယ်ပေါ့နော်ဒါကြတော့ဒီ Facebook သူဝင်သွားပါပြီโอเคအဲ့ဒါဆိုရင်ကျွန်တော်အနောက်ပြန်ဆုံးမယ်ပြီးတော့ရင်ဒီမှာကြတော့ကျွန်တော်တို့ coffee link ပေါ့နော် coffee link ထည့်လို့ရတယ်ဒီအပေါ်မှာကြတော့ကျွန်တော်တို့ဗီဒီယိုတွေဓာတ်ပုံတွေတင်ချင်လို့ရှိရင်တင်လို့ရတယ်ပေါ့နော်โอเคဘယ်လိုတင်မလဲဆိုတော့ကျွန်တော်ဒီမှာတစ်ချက်နှိပ်မယ်ဒီဗီဒီယိုတစ်ပုဒ်ယူလိုက်မယ်ပေါ့နော်ပြီးတော့ရင် upload video ကျွန်တော်တို့ချက်နှိပ်မယ်ဒီလိုမျိုးနေရာရောက်ပြီလို့ရှိရင်တော့ဒီမှာကိုကြိုက်တဲ့စာလို့ကိုရေးလို့ရတယ်နော်ဒီနောက်မှာကိုကြိုက်တဲ့စာလို့ကိုရေးလို့ရတယ်ပြီးတော့ရင်ဒီနောက်မှာကိုတိုက်တဲ့ပုံကိုထည့်လို့ရတယ်ဗောနော်ဒီပုံလိုချင်လားမလိုချင်ဘူးဆိုရင်လည်းကိုရဲ့တက်ပုံထည့်မယ်ဆိုရင်ဒီတက်ပုံနဲ့အပေါင်းလေးကိုတစ်ချက်နှိပ်ပြီးတော့ဆိုကိုကြိုက်တဲ့ပုံအနောက်မှာကိုထည့်လို့ရတယ်ဗောနော်ပြီးတော့ဆိုရင်ဒီအပေါ်မှာကျွန်တော်တို့ coffee ရေးမယ်ဗောနော်ဒါမှဒီအပေါ်မှာကျတော့ဒီ coffee တွေကိုရေးချင်လို့ဆိုရင်ရေးလို့ရတယ်ကျွန်တော်တော့မရေးတော့ဘူးဗောနော်ပြီးတော့ဆိုရင်ဒီမှာ page ဗောနော်ဒီမှာတစ်ချက်နှိပ်လိုက်မယ်အခုနောက်တော့ကျွန်တော် page တစ် page ပဲကျွန်တော်ထားရတယ်ဗောနော်ဒီ smile bless ဆိုပြီးတော့အဲ့ဒီ page တစ် page ကျွန်တော်ထားတယ်အဲ့ဒီ page ကိုဒီမှာအမတ်ချိပေးရမယ်ပေါ့နော်โอเคအမတ်ချိလိုက်မယ်ပြီးတော့ရင်ဒီ post ဆိုပြီးတော့တစ်ချမ်းနှိပ်လိုက်မယ်ပေါ့နော်ဒီမှာကျတော့သူပြောတာဒီလိုမျိုးအဝိုင်းလဲလို့ရှိရင်တော့ဒီအပြင်ထွက်သွားတာတို့ပေါ့နော်ပြီးဒီ software ကိုပိတ်တာတို့မလုပ်ရဘူးပေါ့နော်လုပ်လို့ရှိရင်တော့အနောက်ပြန်သွားမယ်သူမသွားဘူးပေါ့နော်ဒါဒီအတိုင်းပဲကျွန်တော်တို့ဖုန်းကိုဒီမျိုးပဲသူလဲပြီးသွားတဲ့အချိန်ထိစောင့်နေရပါမယ်โอเคဒီမျိုးစာလုံးစိမ်းအောင်နဲ့သူတက်လာလို့ရှိရင်တော့သူတင်ပြီးသွားပြီပေါ့နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီပေမှာတစ်ချက်သွားကြည့်မယ်ပေါ့နော်ကျွန်တော်ဒီပေတွေကိုရောက်နေပါပြီအခုနကတော့ကျွန်တော်တင်ထားတဲ့ဗီဒီယိုပေါ့နော်ဒီမှာပြီးတော့ဆိုရင်ဒီမှာ live အခုနကျွန်တော်ထားတဲ့ပုံပေါ့နော်ပြီးတော့ဆိုရင်ဒါတော့ကျွန်တော်ရဲ့ဒီ Facebook page account ပေါ့နော်โอเคပါဒါလော်လွယ်လေးပဲနော်ဘာလို့လဲဆိုတော့ခုနကတော့ကျွန်တော်ဒီ coffee ကျွန်တော်မရေးထားလို့ coffee မစီပါဘူးကျွန်တော်ရေးထားလို့ရှိရင်တော့ coffee စီနေမယ်ပေါ့နော်ကျွန်တော်လုပ်တဲ့အတိုင်းတစ်ချက်လောက်လိုက်လို့ကြည့်ပါအဆင်ပြေသွားတော့မယ်ပေါ့နော်